အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်2ရက်12လ2025အင်္ဂါနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါကနန်းနေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်အင်္ဂါနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က3ရှစ်အချိန်ဖြစ်ပါတယ်1 4 6 9နဲ့ကတ်မှာဖြစ်ပါတယ်ဗျ3ရှစ်အချိန်ကို1 4 6 9နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါကနန်း8ခွက်ကတော့31 34 36 39 81 84 86 89ဆိုပြီးတော့ပေါကနန်း8ခွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါကနန်းနေဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့3ရှစ်လုံးပိုင်းဖြစ်ပါတယ်3ရှစ်လုံးပိုင်းဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်မထိမပေါက်ကီးသုံးလုံးကတော့893ကီးဖြစ်ပါတယ်893ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအင်္ဂါနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်